Dark Gaming နဲ့ဖြစ်ပါတယ်ကျွန်တော်က Dark Gaming ဆိုပြီးကျွန်တော်က Dark Gaming ထောက်နေရဟုတ်ပါ Dark Gaming တစ်ဆက်နှစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပြီးကိုပြောချင်ပါတယ်ကျွန်တော်ကဒီနေ့ Minecraft ဆော့မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့ Minecraft ဆော့ရတယ်ဒါကျွန်တော်ဆော့နာမည်ကျွန်တော်ဒါ episode 1ဟာဆိုဒီဟာကြတော့ Minecraft view Darkcraft view က episode 1ပဲဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော် channel လေးကို like subscribe လုပ်ပြီးဖို့အတွက်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်အခုဆက်ပြီးတော့အင်ဆောက်ဖို့အတွက်တသားရီဆိုရယ်လေဆိုတော့ကျွန်တော်ဒီဘက်မှာတော့တစ်ခုခုတွေ့တယ်။အခုရေးကျွန်တော်အစားဆုံးတဲ့နေရာကမကောင်းဘူးလေ။ဒီနေရာမှာတိုးရင်မရှိဘူး။ဆိုတော့ဒုက္ခရောက်တာပေါ့ဗျာ။ကျွန်တော်နည်းနည်းစုညံရင်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်မယ်က Dark Gaming 12လို့ရရင်တွေ့ပါ What the ကြည့်ပါဦးတွေ့ပါခင်ဗျာ Okay Dark Gaming 12လို့ရရင်တွေ့ရOh, yeah, set. I don't know. Ice pile today. Ice honey. Oh, how dare you? Got sand. How got ice? Okay. Oh, so no pile. I do it. Mine is more. I can't eat it. Oh, how much is the hook? How much is the hook? Okay. Now who's it? Who got? Chị tất cả hộp pin hộp tất cả là trộm và máy này chị ha thấy dòng sợ lại có cái anh máy này hồn nữa Okay let's go tăng đi à lại có Dark Gaming 12ကိုမြင်ရမသိကိုမြင်ရလားရောက်ဖြစ်တယ်ကွာဟိုသစ်ပံသွားမယ် Let's go ဒီမိုင်းထဲမှာခိုးနေဆိုတော့အားရနေလည်းရှိမှာပဲဒီမိုင်းထဲကိုတူးမှာOkay, hello there. Hello here, shadow. Sorry, now I'm home. Jonya, hello, don't show my work. Jonya, Ủa mà có cả tôi làm cho lâu rồi chứ mày nó quán sang của là tôi nhà cho để ai rồi hai rồi trời cái chỗ có cười hả đấu trẻ không còn cái đó gì đâu mẹ khí ok bà Okay, being stick lên being thì crafting table lên crafting table thì mà cha rồi anh mà cha ta bên thì mà for you mẹ biggest mẹ stick not cool okay so the thing okay cho máy tu rồi nè okay máy tu nè oh my cold is thì ông mà nó rồi chứ hold nó này là đâu rồi cho ai rồi thì là màu vậy thay lại vào khô lên tu rồi Ủa chọn anh sao vậy
Okay, let's go. ကျွန်တော်လေးဆောင်းအောင်မယ်ဟာကျွန်တော်တွေ့အောင်တွေ့ရတယ်ကျွန်တော်ကိုကတော့ဒီနှစ်ပုံတစ်ပုံပဲကျန်တော့ဒီကတော့မတို့ပါနဲ့ဟာအဲ့ရလည်းမရှိအောက်ကဒီမှာခိုးထုတ်ရှိတယ်ရှိရပဲခိုးအောက်ကဘလူးဆင်းအော်ဒီမှာလည်းခိုးခေါ်လို့တူမယ်တောက်ခေါ်လို့တူမယ်မနာချင်းမရှိသေးပါဒီဘက်ကိုပါဘကကြခပ်ပါမောင်လုံးနေကွာတော့စလည်းမရသေးဘူးစတုံးလာနေပဲရသေးစတုံးအဲ့တော့စတုံးလေးတူမယ်ဘယ်လိုကျွန်တော်စကန်ပြီးပြပါမယ်ကျွန်တော်ဟိုဘက်ကိုသွားမကူလာပဲတိုင်းအောင်ကူလာပဲဒါဒီမှာမိုင်းကြီးမှာဒီမှာမရှိတော့ပါအော်မှာဟိုအိုးငါလည်းမိုင်းပြနေဟိုအောင်မှာတော့အော်ရောမတော်တော့ပါဟိုအောက်ကအနေများတယ်ရောင်းတော့ဒီဟုတ်တယ်အချင်းနဲ့အတိုင်းပဲခိုးကဒီလိုနှစ်ပူးကခိုးကများတယ်လေတိပါတယ် Okay ပြီးရင်ဒီမှာတော့ဆက်တူမယ်ဒီနေ့ညရောက်တော့ကံကောင်းလိုက်တာတပင်တိတ်မရှိရနေအယူရောက်လာဟာကိုလို့ကျွန်တော်ပြောရပါတယ်တော့တည်လို့မရဘူးနော်ဟာကိုတကူကူပြန်တော့တည်လို့ရမှာပါဟာကိုဖြစ်ချင်မှာဆိုတော့ဟာကိုဘောလားတိတ်မဟုတ်ဘူးပေါ့နော် Okay let's go Okay wait a minute ကျွန်တော်လမ်းပြောင်းတယ် Okay so Okay, so ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် Bye bye